လှပသောတုံ့ပြန်ခြင်းကိုကိုအမျိုးမျိုးစိတ်ဆင်းရဲနာခြင်းအောင်နီလန်ပေါင်းစုံနဲ့ထိုးနဲ့တိုက်ခိုက်တာခံခဲ့ရဘူးပါလားနာကျင်မပြပါနဲ့စိတ်ဆင်းရဲမပြပါနဲ့ဝမ်းနဲ့မျက်ရည်ကျမပြပါနဲ့သူတို့စိတ်ကြည်နဲ့အားရအောင်သူ့ရှိမှလဲဆင်းပေးလိုက်တာနဲ့အတူတူပါပဲအဲ့ဒီအတွက်အကောင်းဆုံးတုံ့ပြန်မှုကနာကျင်စရာတွေကိုဘေးချိတ်ပြီးကိုယ့်ဘဝကိုအပျော်ရွှင်ဆုံးဖြစ်အောင်နေ့ရက်တိုင်းကိုပေါ်ပါပျော်ရွှင်စွာဖြတ်သန်းပြလိုက်ရုံပါပဲကိုယ့်ကိုအသေးခွဲပြီးခြံထားရခဲ့သူတယောက်နဲ့ကြုံဖူးပါသလားကိုယ့်ကိုချစ်လိုက်တာလို့တဖွားဖွားပြောခဲ့ပြီးတကယ်တမ်းကျတော့ကိုယ့်အသေးကိုခွဲပြီးကြော့ကြော့လေးထွက်ခွာသွားသူအတွက်သူစိတ်ကျဉ်နဲ့အားရအောင်အသေးခွဲပြမနေပါနဲ့ဘဝပြက်မပြပါနဲ့စိတ်ဓာတ်တွေကြမပြပါနဲ့ဒဏ်ရာတွေကိုရင်ဖွင့်မပြပါနဲ့ဒါဟာသူလိုချင်တဲ့အရာတွေဖြစ်ပါတယ်ကိုခံစားရလေသူကျေနပ်လေပါပဲအကောင်းဆုံးတုံ့ပြန်နည်းလေးကကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာကိုပါကြံ့ခိုင်တမ်းမာနေအောင်ပြုစုလေ့ကျင့်ပေးဖို့ပါပဲခဏလေးလဲကြလို့ရပါတယ်ဒါပေမဲ့အကြာကြီးလဲမနေပါနဲ့ရှိသမျှအားယူပြီးပြန်ထဆက်လျှောက်ဖို့လိုပါတယ်တစ်ချိန်မှာသူလုံးဝပြန်မမှတ်မိလောက်တဲ့အခြေအနေထိရအောင်ကိုယ့်ရဲ့ယုံနဲ့စိတ်ကိုပြုပြင်ပြောင်းလဲပြီးအောင်မြင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ပြနိုင်ခြင်းဟာလှပသောတုံ့ပြန်ခြင်းပါပဲနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်